ဒီနေ့မှာတော့လေလီကအလုံးမှာပေါ့နော်ဇက်ကူစာရအားလုံးတက်ပြမှာဖြစ်ပါတယ်ဟင်းအင်ကြီးလေးဒီအင်ကြီးလေးနဲ့ပတ်သက်လိုက်တော့ဒီအင်ကြီးနဲ့ကျဆော့ဟုတ်လားမတွေ့ကဲထဲမှာဝင်တက်လိုက်ပါမယ်ရှင်ရှင်နဲ့ကောင်ရှင်တေးရကောင်မတေးဘူးနော်ရှေ့ပါဘူးဒါစင်တာပြန်ဒီနေ့တော့တလောက်ပါရှင်